မင်္ဂလာပါစင်လက်ကီဆော့ဝဲထဲမှာဝိပေနဲ့ငွေသွင်းနေရှင်းပြပေးပါမယ်စင်လက်ကီဆော့ဝဲထဲကိုဝင်မှာပတ်စံအိတ်ကိုနှိပ်ပါငွေဖြည့်မိနှိပ်ပါဝိပေနဲ့ငွေဖြည့်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဝိပေကိုထောက်ပါမိမိကြိုက်နေတဲ့ရာပမာဏကနေငွေလွှဲနိုင်ပါတယ်ညီမကတော့3000ကနေစောက်လွှဲပြပါမယ်နောက်တစ်ဆင့်ကိုသွားပါမယ်တတိပြုရန်ဝိပေဖြည့်ငွေဖြည့်ပါက900ကျပ်နဲ့4999ကျပ်အတွင်းငွေဖြည့်ပါကဝန်ဆောင်ခ300ကျပ်ပေးဆောင်ရပါမည်9000ကျပ်အထက်ငွေဖြည့်ပါကဝန်ဆောင်ခပေးရမလို့ပါ KBZ ပေးနဲ့ငွေဖြည့်ပါကဝန်ဆောင်ခပေးရမလို့ပါတနည်းအားဖြင့်ဆိုရင်ဝိမန်နီနဲ့ငွေသွင်းရင်9000အောက်ဆိုရင်300ကျပ်ဖြစ်ပါတယ် KB ဆိုရင်တော့100ထင်း100ရောက်ပါတယ်ကောင်းပြီဆိုတော့နှိပ်ပါကိုလွှဲရမယ့်ဖုန်းနံပါတ်လေးပေါ်လာပါလိမ့်မယ်ဤနေရာတွင်ဖော်ပြတာတော့ဖုန်းနံပါတ်ဒီအပြောင်းလဲရှိတတ်ပါတယ်။ဒါကြောင့်မို့လူကြီးမင်းတို့ငွေလဲတဲ့အခါမှာ software တွေကိုတစ်ခါဝင်ကြည့်ပေးပါရှင့်။ငွေတစ်ခါလွှဲတိုင်းတစ်ခါဝင်ကြည့်ပေးပါ။ဤဖုန်းနံပါတ်ကိုမှတ်ထားပေးပါ။ဝေမန်နီထဲကိုသွားမယ်။ငွေလွှဲမယ်။3000ဒါဆိုရင်ငွေလွှဲတာအောင်မြင်သွားပါပြီလုပ်ငန်းစဉ်အမှတ်နောက်ဆုံး6လို့ကိုမှတ်ထားပြီးပါ6253395မှတ်ပြီးပြီဆိုရင်စိန်လက်ကီ software တွေကိုပြန်ဝင်ပေးပါဝင်လိုက်တဲ့အခါမှာငွေလွှဲထားတဲ့ပမာဏက3000ကျပ်ရေးထားတာမှန်ကန်ရဲ့လားပြန်ကြည့်မယ်ပြီးရင်လုပ်ငန်းစဉ်အမှတ်နောက်ဆုံး6လုံးကိုမှန်ကန်စွာပြန်ထည့်ပေးပါ6253395လုပ်ငန်းစဉ်အမှတ်မှန်လားပမာဏမှန်လားတီချာပြန်စစ်ပေးပါဖုန်းနံပါတ်ကိုလည်းလွှဲတဲ့အခါမှာတီချာလေးပြန်စစ်ပေးပါရှင့်တကယ်လို့မှန်ပြီဆိုရင်တင်ပြမီလို့နှိပ်လိုက်ပါကောင်းပြီဆိုတာလေးကိုနှိပ်ပါဒါဆိုရင်9မိနစ်အတွင်းငွေရောက်လာပါမယ်နော်ညီမက3000ထည့်တယ်စော့ဝဲထဲမှာ2900ပဲရောက်လာပါတယ်ရှင်ပင်မပတ်စံ8ပေးနာမှာ2900ဘာလို့2900ပဲရောက်လဲဆိုရင်ဝိမန်နီနဲ့ငွေဖြည့်တယ်9000အောက်ဆိုရင်300ကျပ်ဖြစ်တယ်ဒါကြောင့်မို့စော့ဝဲထဲမှာ2900ပဲရောက်လာပါတယ်နော်ကျေးဇူးပါရှင်